စူးစမ်းမှုရှိတဲ့လူတိုင်းအခွင့်အရေးရှိတာကိုဘရာဇီးမျိုးလေးတစ်မျိုးရဲ့ဆင်းရဲတဲ့ရက်ွက်လေးတစ်ခုကနေကဘာကျော်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်တဲ့ချားလီစ်အိုလီဗီယာရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Brave Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။1989အောက်တိုဘာ19တွင်မွေးဖွားခဲ့ပြီးတော့အသက်9နှစ်အရွယ်မှာအိုလီဗီယာဟာနှလုံးခုန်မမှန်တာနဲ့အကြောအမြင့်ရောင်ရဲတဲ့ယောဂရှိသောကြောင့်အိုလီဗီယာကိုဆရာဝန်ကအာကစားဆက်မလုပ်ဖို့ရန်တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့သူရဲ့စိတ်အားထက်သန်မှုနဲ့သူ၏အမေရဲ့အားပေးမှုကြောင့်အသက်12နှစ်အရွယ်မှာအိမ်နီးနားချင်းတစ်ယောက်ကဒေသခံဘရာဇီးဂျူဂျစ်ဆုအခမဲ့ပညာရေးကျောင်းမှာမိပြရိုဂျာကိုဟိုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အိုလီဗီယာရဲ့အမေကအဝိရှော်ပြီးအဖေကပလုံကောက်ခါအိုလီဗီယာကိုထောက်ပံ့ပေးခဲ့ကြပါတယ်။ခက်ခဲမှုကြာရှုံးခြင်းများနဲ့အတူကြုံရဂျပန်အလုပ်များကိုဝင်လုပ်ပြီးဘရာဇီးမြို့စာအုပ်ပိုလိုတွင် Professional MMA ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။2010အောက်တိုဘာ1ရက်တွင် UFC တွင်စတင်ထိုးသက်ခဲ့ပြီးပထမခြေစားပြီး47စက္ကန့်အတွင်းမှာပဲအမ်ဘာဆမ်မီရှင်နဲ့ပွဲဥထမှာအနိုင်ရရှိခဲ့ပါတယ်2021ခုနှစ်မှာမိုက်ကယ်ချန်တလာကိုအနိုင်ယူပြီး UFC Career Life မှာပထမဆုံးကပ်ပတ်ကိုရရှိခဲ့ပါတယ်ထို့နောက်လိုက်ဝေတန်ကပ်ပတ်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်Justin Poirier, Justin Gaethje အစရှိသောကစားသမားတို့နဲ့လည်းအနိုင်ယူထိုးသက်နိုင်ခဲ့ပါတယ်။ထို့ကြောင့်အောက်ခြေကနေစလာခဲ့ရပေမဲ့လည်းယခုအသက်36အထိပွဲများထိုးသက်နေရအောင်မြင်တွေ့ရအောင်ပါ။ယခုဆိုသူဟာမွေတိုင်းပညာကိုဆက်လက်သင်ယူနေပြီးတော့သူ့ရဲ့ကစားဟန်ကိုရင်ခုန်စွာစောင့်မျှော်ရင်းနဲ့ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုများကျေးဇူးပါခင်ဗျာ။